မင်္ဂလာပါရှင်ကျမရဲ့ Nursery Guide Audiobook Channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျမကဆရာမကြီး Channel ကျော်မမလေးရဲ့ဘုံရိပ်မဟုတ်ဆိုတဲ့ဝတ္ထုရှည်လေးကိုဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အားလုံးပဲစိတ်ဝင်စားနဲ့အဆုံးထိလိုက်ပါနာဆင်ပေးကြပါအောင်ရှင်ဆရာမကြီးကိုလည်းဒီစာအုပ်လေးကိုဖတ်ပြခွင့်ပြုဖို့ဒီဗီဒီယိုလေးကနေတစ်ဆင့်ခွင့်တောင်းရင်းနဲ့နှုတ်ခွန်းဆက်တာလိုက်ရပါတယ်ရှင်နှစ်ယောက်သားတကားပေါက်ရက်လျက်အတွင်တို့ကြည့်လိုက်ကြသည်စာအုပ်ပြီးတော့အဟောင်းနှလုံးနှင့်စပွဲခုံကလထိုင်များခင်းကျင်းထားသည်ကလထိုင်90ခန့်ရှိပေမည်ကလထိုင်များမှာစာတင်ကျောင်းကလထိုင်များဖြစ်သည်စာလုံးကြီးကြီးများဖြင့်အချိန်ကိုလေးစားပါရွရွကျစ်မြင့်မြင့်ကြံမြန်မာစာတီတိုးစာစသဖြင့်အေးချိတ်ထားသောစာတမ်းများကိုသိကြရလေသည်အပရိသတ်30ခန့်ထိုင်နေကြသည်မြို့ပေါ်ကအချို့လူကြီးများနှင့်လူငယ်လူရွယ်တွေသာတွေ့ရလျက်အမျိုးသမီးတဦးမှမတွေ့ရပေစာအုပ်ပြီးလို့ရှိတွေရက်နေသောကိုနေဦးသည်ဝေတို့ကိုမြင်၍အပေါဝါသို့ထွက်ကျူလေသည်လာကြမိန်းကလေးတွေတော့မရောက်သေးဘူးဦးဝေသည်တကားပေါက်နား၌ထိုင်နေသောဆရာချစ်ကိုအရင်လှမ်းပြုံးနှုတ်ဆက်လိုက်သည်ဆရာချစ်သည်ပြုံးလျက်နေရာမှထလာလေသည်ဦးဝေနှင့်ရှင်ရက်နေသူကိုစူးစမ်းသောအကြည့်ဖြင့်ကြည့်ရင်လျှောက်လာကအနားရောက်မှလူများမှားလို့ထပါလားဟေ့ဘယ်တော့ရောက်နေသလဲဟုမေးလိုက်သည်ထသည်ခတ်တွေပြုံးလိုက်ကဆရာအတော်ကျသွားပါလားဟုစိတ်ထဲကအောက်မေးလျက်ဆရာတို့မာရဲ့နော်ဟုပြန်နှုတ်ဆက်လိုက်သည်ဆရာချစ်မှာအသားဖြူဖြူပိတ်ပိန်ပါပါနှကမ်းမွေးရင်းနဲ့အသက်50ခန့်ရှိပေပြီကျောင်းနေစဉ်က9တန်းတွင်မြန်မာစာပြသောဆရာဖြစ်ခဲ့သည်အဝတ်စားရွှင်ဖြင့်မြန်မာစာအတည်ပြကောင်းသောကြောင့်ကျောင်းသားတိုင်းခင်မင်ကြသည်ထမှာကျောင်းနေစဉ်ကလေးကဦးဝိထက်အတိအကျွမ်းပေါ်များတစ်ဖြင့်ကျောင်းသားဟောင်းတစုတို့မှာထနာတို့ဝိုင်းလာကြကတယောက်တစ်ခွန်းနှုတ်ဆက်ကြလေသည်ကျမမနေ့ကပဲရောက်ပါရဲ့ဖေဖေနေမကောင်းလို့လာကြည့်အားအစင်သင့်မဲစာကြည့်တိုက်ပွင့်ပွဲနဲ့လာကြုံရရဲ့ထတာမရောက်လာလျင်စာကြည့်တိုက်ပွင့်ပွဲသို့ဦးဝေလာဖြစ်လိမ့်မည်မဟုတ်ပေဦးဝေသည်ကျောင်းထွက်ကလေးကအိမ်ပြင်သို့ထွက်ခဲ့ပြီသည်လမ်းသွားလျင်လည်းတယောက်တည်းသွားခဲ့ကကြီးတော်တပါမှတော်သက်လာတတ်တယ်လို့ဖြစ်နေသည်ထမှာအိမ်အောင်မကြခင်ကလေးကသူ့စိတ်နဲ့သူ့ကိုသွားခြင်းလင်တယောက်တည်းဆွတ်ထွက်သွားလေသည်ဦးဝေထက်နှုတ်ဆက်ရှာစတော်လက်လျက်စိတ်ဉဏ်ကိုဉဏ်ရှိလေသည်ရောက်သည့်အခိုက်စာကြည့်တိုက်ပွင့်ပွဲတွင်အကိုတရားဟောမှာကိုနာကြားခြင်းတစ်ဖြင့်ဦးဝေကိုပါဆွဲခေါ်လာခဲ့သည်ကိုနေဦးနှင့်ထမှာစိတ်ချင်းတူညီကြလေသည်မြို့ရေးရွာရေးအသင်းပင်ဆောင်ရွက်ရာတွင်ဝါဒနာချင်းလည်းတူသည်စာဖတ်ဝါဒနာလည်းရှိကြသည်အတိမိတ်ဆွေလည်းပေါ်သည်ကိုနေဦးထက်ထကပူစိတ်ထမြတ်သဖြင့်ဦးဝေနှင့်ဆိုလျင်စိတ်နေခြင်းတလန်းစီဖြစ်သည်ဦးဝေအေးသလောက်ပြောသလောက်ထမှာမာလီသည်ဦးဝေသည်ပြိတ္တကိုခရင်ရွနှိုးလျှောက်လာကရှေ့ဆုံးတန်းတွင်ဝင်ထိုင်လိုက်သည်ထမှာအတိတွေနှင့်အကုန်နှုတ်ဆက်ပြီးမှဦးဝေဘေး၌ဆရာချင်းနှင့်ရှင်ထိုင်ကြသည်အချိန်ကညနေ4 နာရီခန့်ရှိလေသည်လူမစုံသေး၍ဖွင့်ပွဲမစသေးရာဦးဝေမှအိမ်ကိုနောက်ဆန်တင်ကကြားလိုက်တာဟုစိတ်ထဲ၌ညီးသွားနေလေသည်ဖေစီးတော့ချိန်ကြာနေပြီကြီးတော်တမ်းများမိနေအခက်ပဲမမရဲ့နာမည်ကြီးတော့မှာခဲ့တာပဲဟာတိုက်မှာဘောဟာပူမနေနဲ့တကားပေါက်ဘက်ကိုတစောင်းလှည့်ကြည့်လိုက်ကလူတွေပြန်နေပါပြီစမှာပါဟုပြောရလေသည်ကိုနေဦးစပွဲခုံရှိသို့လာရတာနဲ့စကားပြောတမ်းများရက်ဆဲသွားကတိတ်ဆိတ်ငြိမ်သက်သွားလေသည်ကိုနေဦးသည်စပွဲကိုခါနှင့်မိကလဝါချင်းပုတ်လျက်အပရိသတ်ကို10 စက္ကန့်လောက်ပြန်ကြည့်လိုက်သည်ဒီနေ့ကျွန်တော်တို့မြို့ပေါ်လူငယ်တစုရဲ့ကြိုးပမ်းချက်နဲ့ဒီစာကြည့်တိုက်ကိုတီထောင်ဖွင့်လှစ်လိုက်ပါဒီနေ့ဟာစာပေမျက်နှိုးပြီးစာပေမွေးလျော်သူအပေါင်းတို့ရဲ့မင်္ဂလာအထိမ်းအမှတ်ရှိသောနေ့လည်းဖြစ်ပါတယ်ကျွန်တော်တို့ရဲ့မြမတမိုင်းအဆက်ဆက်မပြောင်းမပြတ်ရလျအောင်ထိမ့်သိမ်းခဲ့ကြရဲ့စာပေအမှုပညာရှင်အပေါင်းတို့ကိုကျွန်တော်တို့ဒီနေ့ဟာဒီစာကြည့်တိုက်ကဥခိုက်ပူဇော်ကြောလိုက်ပါကိုနေဦးသည်စကားဖြတ်ကလက်နောက်ပြေး၍ခေါင်းကိုညှို့လိုက်ပြီးနောက်မှဆက်ပြောလေသည်ပရိသတ်တို့သည်စိုက်၍နားထောင်ကြလေသည်ကျွန်တော်ရဲ့စာပေပညာရောင်ရှင်ပုံမတောက်ပလာအောင်ကျိုးပန်းအပ်တဲ့တာဝန်ဝတ္တရားဟာလူတိုင်းရဲ့ဝတ္တရားဖြစ်ပါတယ်အခုခေတ်ပညာရေးစနစ်ဟာကျွန်တော်တို့လူမျိုးတိုးတက်မှုကိုမဖန်တီးနိုင်လို့ကျွန်တော်ရဲ့အခြေခံဟာမခိုင်တဲ့ဘဝကိုရောက်နေပါတယ်ကျွန်ပညာကိုသင်ကြပြီးကျွန်အမိပွဲတွေယူကြပြီးကိုယ်စာပေကိုကိုအားမထားမမျက်နှိုးကြတဲ့အတွက်စိတ်သက်ဆုံးရှုံးရတဲ့အပြင်မြန်မာလူမျိုးဖြစ်ပါလျက်ကမြန်မာစာပေကိုအခြေခံစပြီးမသိရတဲ့သူတွေပေါ်များလာပါတယ်ကျွန်တော်တို့စာကြည့်တိုက်ဖွင့်တဲ့ရည်ရွယ်ချက်က
လူငယ်တွေအတွက်အသိဉာဏ်ဖွံ့ဖြိုးတိုးတက်ဖို့လမ်းခင်းပေးလိုတဲ့ရည်ရွယ်ချက်ပါပဲ။စာကြည့်တိုက်စာဖတ်ခန်းဆိုတာကယဉ်ကျေးမှုစာပေအမွေနဲ့စုဝေးရာဖြစ်တဲ့နေရာဌာနေဖြစ်တော့အနုပညာဆိုင်ရာအသည့်တရားအနုပညာအသိဉာဏ်တွေဖြန့်ဖြူးပေးနိုင်တဲ့အတွက်အားလုံးအချိန်အားလက်တိုင်းလာရောက်လေ့လာဖို့ဘဟုတုတစီးပူဖို့ပညာဉာဏ်အသည့်တရားစုဆောင်းဖို့ဖြစ်ပါတယ်။ပရိသတ်တွေတွင်ကိုနေဦးပြောနေသည်ကိုငေး၍နားထောင်နေသူမှာထထပင်ပြောဟောချက်များကိုစိတ်ပါဝင်စားရုံမကပြောဟန်ကိုလည်းနှစ်သက်မိသဖြင့်ကိုကတရားဟောကောင်းနိုင်ငံရေးလုပ်ရင်စွန့်မှာပဲဟုယုံကြည်သည်ကိုနေဦးသည်စာကြည့်တိုက်ပွင့်လေခြင်း၏ရည်ရွယ်ချက်ကိုအစချီလျက်အကျယ်သုံးဝရှင်းပြောပြပြီးနောက်စာကြည့်တိုက်ဖွင့်ရန်ကာလအတန်ကြာဆိုင်းပြင်းခဲ့ရသည့်အခက်အခဲတွေဖွင့်ပြောကာရှေ့တွင်ဖွင့်ပြအောင်ဝိုင်းဝန်းပြောထောင်ကြရန်လှုံ့ဆော်တိုက်တွန်းဟောပြောခြင်းဖြင့်အဆုံးသတ်လိုက်သည်ပရိသတ်များမှာကိုနေဦးပြောသောအချက်များကိုသဘောကျထောက်ခံကြကာစိတ်ရောကိုယ်ပါထောက်ခံအားပေးမိအကြောင်းတယောက်ပြီးတယောက်မပြီးနိုင်အောင်ထားပြောနေကြလေသည်ဆရာချစ်ကထထနာကလျက်မောင်နေဦးဟာကောလိပ်တပိတ်မှောက်ကလေးကပညာရေးကိုစိတ်နာခဲ့တာဟုတူတူပြောနေသည်မူဝေသည်မလုံးမရှက်နားထောင်လျက်နေသည်ညနေ6 နာရီလောက်မှစာကြည့်တိုက်ကလူတွေထပြန်ကြသည်စာပတ်ခန်းရှိ၌လူတွေစုရုံးထွက်လာကြရာမူဝေနဲ့ထထလည်းနောက်ဆုံးမှထွက်လာခဲ့သည်ကိုနေဦးကထထနာကလျက်ရန်ကုန်ကပြန်လာပြီးဖွင့်မှုကအเจ้าကိုမညီညွတ်နိုင်ဘူးစေတနာဝန်ထမ်းအလုပ်ကိုတကယ်လုံးမဲ့သူကအရှားသာစနစ်တကျလှုပ်ချင်တာနဲ့ကြာနေတာဟုပြောပြနေသည်ထထသည်ရွှင်ချိုစွာပြုံးလျက်ကိုနိုင်ငံရေးပဲလုပ်ပါဟုနောက်ပြောလိုက်ရာမူဝေကဆွမပေးပါနဲ့မမရဲ့တော်တော်ကြာတခင်ဖြစ်ပြီးထောင်နှန်းဆန်နေရပါအောင်မေဟုဝင်ပြောလိုက်လေသည်ကိုနေဦးသည်လက်သီးလက်မောင်းတန်းလျက်တခင်မျိုးဟိတို့ဗမာဟုအိုဝေကိုဆိုပြလိုက်တဲ့ဖြင့်ဘေးမှလူများသည်ကိုနေဦးနောက်နေပုံကိုမတိမတာပြုံးသွားကြလေသည်နေအောင်ကွယ်သွား၍အိမ်ဘက်သို့ခတ်တုတ်ရှောက်ပြန်လာခဲ့ကြသည်မဝေသည်ခတ်တုတ်လှမ်းလာရင်ကိုနေဦးအတွက်စိုးရိမ်ပူပန်စကားများပြောလျှောက်လာသည်ရန်ကုန်သွားတာဒုဗမာအစီယုံနဲ့ဝင်ခဲ့တယ်လို့မမတန်းကပြောပြလို့ကိုယောက်ျားကိုနိုင်အောင်ထိန်တော်တော်ကြာအပြက်နဲ့နှာခေါင်းသွေးထွက်နေလိမ့်မယ်လို့အိုဝေပြောလိုက်ရရဲ့မဝေသည်ခက်မြင်မြန်ရှောက်ရ၍စကားပြောတန်လေးမှာမောတန်ကလေးပါနေသည်ဝင်ဘာဖြစ်တုံးထထခက်ပြက်ပြောလိုက်သည်အိုဝေသည်တုံးရက်သွားမတဲ့အချိန်တက်သွားကဟင်မမကလည်းအစိုးရနဲ့ဆန့်ကျင်ပဲကြီးဟုအလန့်တကြားရက်ပြောလိုက်သည်အထာသည်ခက်တက်ရီမောကမရွှေကြောက်ကလေးကတဲကြောက်တာကိုဟုမှန်လာလေသည်အိမ်သားတို့မရောက်မီဦးစောဟန်သည်သူ့အိမ်ထဲကထွက်လာတဲ့ဖြင့်လမ်းမ၌ဆုံနေကြသည်ဟိတ်ချတဲ့ဘယ်ပြန်လာတယ်လဲဝဝေကိုလှမ်းလုံးဆက်ကထထကိုအကဲခတ်ကြည့်သောမျက်လုံးဖြင့်လှမ်းကြည့်လျက်ခပ်ပြုံးပြုံးရက်နေသည်ဝဝေသည်ရုတ်တရက်မဖြေနိုင်ပေမျက်နှာဥဒုအန်တန်နဲ့ရှက်တလူလိုအမှုအရာမျိုးကိုစူးစမ်းဖုံးပြီးလျက်ဝဝေစာကြည့်တိုက်ပွင့်ပွဲကပြန်လာရင်ဒါဝဝေအမထထပါမနေ့ကမနက်ကရောက်ပါရဲ့ဦးစောဟန်သည်ကိုယိုလျက်ခေါင်းညွတ်နှုတ်ဆက်လိုက်ကထထလာမယ်လို့စာရကလေးကဝဝေဆိုတာမိုးမမြင်လေးမမြင်ပြောရွှင်နေရပဲထထအကြောင်းပဲပြောနေရတွေ့ရဝမ်းသာပါရဲ့အိမ်ထဲကိုခဏဝင်ကြပါဦးထထသည်ဦးစောဟန်၏ဟန်အမူအရာကိုစိုက်လျက်အိမ်တွေရှိပြုံးပြုံးကလေးပြုံးသားထောင်နေသည်မဝင်တော့ပါဘူးဖေဖေကိုစိတ်မတိုက်ရသေးဘူးနောက်မှလာလဲပါမယ်ဝဝေညင်းပယ်ပြောနေကြောင်းကိုရီးတဲ့ကြည့်ပြုံးနေလျက်စကားဆုံးမှဆော့ဆော့ရပဲဦးစီတရင်မေးဖို့ကူးသွားရဲ့အောက်ဆင်းထိုင်လို့တွေ့ခဲ့ရရဲ့မျက်နှာလည်းအပုံကြီးလန်းနေကိုတို့ရှိမှာပဲဆေးတောက်တာပဲဆေးရတောက်ပြီးဒီတော့ခဏဝင်မအောင်ဦးစောဟန်သည်အတင်းမရမကဖိတ်ခေါ်နေသည်ဝဝေသည်ဆက်ညင်းရန်မပြောတတ်တဲ့ကဲ့သို့ထထကိုစစ်ကူတောင်းသလိုလှမ်းကြည့်လိုက်သည်ခဏဝင်မှာထထရဲ့အိမ်ရှိမှာဖိတ်နေအောင်တအောင်လောက်ဝင်မှုလက်ခံပါထထဤဆူရှာတောက်လက်တော်မျက်လုံးအစုံသည်ဦးစောဟန်နှင့်ဦးဝေးမျက်နှာကိုတလဲစီလွှဲရွှေ့ကြည့်လိုက်ပြီးနောက်ကြာဝင်ဆုံးဖြတ်သောအနေဖြင့်ကဲတအောင်ဝင်လိုက်ပါအောင်ဟုဦးဝေးကိုပြောလိုက်သည်ထထမှာမနေ့မနက်ကရောက်လာပြီးဦးစောဟန်အကြောင်းကိုဒေါ်တက်နဲ့ဦးဝေးထံမှတည်တင်လောက်တည်တာကတည်တလောက်ဖြင့်လူကဲကိုမှတ်ဆကြည့်လာပြီးဖြစ်သည်အေကန်းတွေမထိုင်ခင်အင်းအဆောင်ရောင်များကိုကြည့်လျက်တော်တော်ကိုစိတ်ပေါက်နေတဲ့လူပဲဟုမှတ်ချက်ချနေလေသည်ဦးစောဟန်မှာမောင်မြကိုခေါ်ထုတ်ကလိမ္မော်ရီတောင်းလျက်ပြာရခတ်နေလေသည်ထမင်းစားခန်းထဲသို့ဝင်သွားကစက်ကူအထုပ်ကြီးတစ်ထုပ်ယူထုတ်လာသည်ထမင်းစားခန်းထဲသို့ဝင်သွားကစက်ကူအထုပ်ကြီးတစ်ထုပ်ယူထုတ်လာသည်
အထုပ်ကြီးကိုဝေဝေးပြီးခုံပေါ်တင်ပြီးဝေဝေးအားပြုံးစီစီနဲ့ကြည့်လျက်ဝေဝေးတော့မှာလိုက်တာမနက်ကရောက်လာဖွင့်ကြည့်ပါဦးဟုဆိုသည်ဝေဝေးကအထုပ်ကြီးကိုကြည့်နေလျက်အဖွင့်နေသဖြင့်ကိုယ်တိုင်ထဖွင့်ပေးလိုက်သည်ဘာနဲ့မုတ်တိုင်းမှမုတ်တစ်တာချောကလက်တကြားလုံးဘူးလှလှချစ်စရာနမူနာဘူးအသေးစားကလေးအမျိုးစုံဖြစ်လေသည်ခြာသိမ့်မို့လို့တမင်တိတိကလေးတွေမှားလိုက်တာဦးစောဟန်ဤမျက်လုံးမှာဝေဝေးဤချက်သွေးဖြန်းနေသောမျက်နှာနှင့်မခွာပေထထအနားရှိမှန်းပင်ဂရုမထားနိုင်သလောက်ဖြစ်နေလေသည်ဝေဝေးကိုလက်ဆောင်အလျင်အပ်ပြီးမှထထနဲ့စကားပြောကြသည်ထထကဝေဝေးနှင့်မိမိမှာအထက်အောက်မဟုတ်ပဲကြားတွင်တယောက်ချသေးကြောင်းထိုတယောက်မှာတည်သွားကြောင်းပြောပြနေစဉ်အရေးတယူစိတ်ဝင်စားစွာနားထောင်ရမှဒါကြောင့်ခြာသိက်ကတိတ်ငင်နေရဟုလှည့်ပြောလိုက်သည်ဝေဝေးဤမျက်နှာမှာချွေးဆုံနေသောမျက်နှာကိုမထားတတ်သလိုဖြစ်နေသောအမှုရာကိုမြင်၍ဘာဖြစ်လို့များဒီလောက်တောင်ရှက်နေပါလဲဟုထထစိတ်၌ထင်လိုက်သည်တအောင်လောက်ထိုင်စကားပြောကြပြီးနောက်ပြန်ရန်ထားလိုက်ကြသည်ဦးစောဟန်သည်ဝေဝေးနှင့်ထထကိုရှင်၍ကြည့်လိုက်သည်ထထ၏ကိုယ်လုံးနှင့်ဟန်ပန်မှာအရက်ခက်ရှိရှိခန့်နွဲ့နှစ်ဖူးအနှဲငယ်ကျဲသည်ဟုထင်ရသည်မျက်လုံးမျက်ဖန်ကောင်းသည်ဝေဝေးလောက်အသားမဖြူပဲအသားဝါသည်တိကျပြတ်သားသည့်မျက်နှာမျိုးဝေဝေးလိုအလှကြီးလှသည်ဟုမဆိုနိုင်တော့လဲတမျိုးချောနေသည်ထထကရှေ့ထွက်သွားကထထနောက်မှဝေဝေးကပ်ပြီးထွက်မလာနိုင်သေးပဲစပားစေးတန်ကြိုးထုတ်ပြနေ၍အပေါဝလိုက်ကကြီးကိုကင်နာလျက်ဖြင့်လှည့်ကြည့်ပြီးပြောဆိုနေရသေးသည်ပြီးမှထထကိုမိအောင်မြင်မြန်လိုက်လာသည်နှစ်ယောက်သားစကားမပြောကြတော့ပဲခက်မြင်မြန်ရှောက်လာကြလေသည်ဦးဘိုးသိန်းသည်အိမ်မော်သို့မတက်သေးပဲကျိန်ပလက်ကလေးထိုင်ပေါ်၌လှည့်လျက်သမီးများကိုစောင့်ရင်းဒေါ်သက်နှင့်စကားပြောနေကြသည်သမီးတွေဝင်လာ၍မျက်နှာချိုချိုဖြင့်ရွှင်ရွှင်လန်းလန်းစီးကြိုနေသည်ဦးဘိုးသိန်းမှာသမီးနှစ်ယောက်ကိုအချစ်ချင်းမတူပေသမီးအကြီးကိုသမီးအငယ်ထက်ပို၍ချစ်လျက်သမီးအငယ်ကိုပိုသနာသည်ဖေဖေစေးတောက်ပြီးပြီလားစုပြုတ်ကောတောက်ပြီးပြီလားတောက်လို့ကောင်းလားဖေဖေကကိုးနေပါရီဝါလို့ပါလားဦးဝေးသည်ဖခင်နာသို့ပြေးကပ်သွားကအသက်မရှူဘဲပြောနေ၍ထထမှအသာရဲကြည့်နေလေသည်နေမကောင်းမှအိမ်အောက်သို့ညနေဘက်မစင်းမဲနေသည်မှာတလားလောက်ရှိသွားလေသည်အိမ်ခန်းတွင်လှက်နေသောကျိန်ပလက်ကလထိုင်ကြီးကိုကြည့်လျက်မျက်စိရဲတွင်ဟာတတာကြီးဖြစ်နေခဲ့ရာယနေ့ညဖခင်အားရခင်အတိုင်းကလထိုင်ကြီးပေါ်တွင်မြင်လိုက်ရ၍ဘိုးဝေးမှာခြေမကိုင်းမိလက်မကိုင်းမိဝမ်းသာအားရဖြစ်နေရောသည်ဦးဘိုးသိန်းသည်အိမ်မောသို့တော်တော်နဲ့မတက်ပေသမီးများထမင်းစားပြီးထွက်လာသည့်အထိထိုင်နေသည်ခထရောက်မှမျက်နှာကြည်လန်းနေခြင်းအတွက်အသက်ဘူးကြီးရောက်လာမှကိုဟုဒေါ်သက်ကထထကိုနောက်ပြောင်ရင်မောပြောနေလေသည်၆တွေ့နေသောအိမ်ကြီးမှာဆိုပြေလာသည်ဘသူမျက်နှာကြည့်ကြည့်ခါတိုင်းမျက်နှာမျိုးမဟုတ်ရွှင်ပြပြနှင့်ထူးခြားသည်မိဖို့ရဲကမဲအေးပင်ဧည့်သည်ရောက်နေ၍အလုပ်ပိုလာသည်ကိုပိုလာသည်မထင်အလူအိမ်သွား၍လှုပ်ပေးနေရသလိုပြောနေလေသည်တကွဲတပြားစီအတူတကွမနေကြခြင်းဆင်းရဲဒုက္ခမှပျောက်သွားကအတူတကွနေရခြင်းချမ်းသာဒုက္ခသို့ရောက်နေကြသည်ထိုနေ့ညခရင်မောတွင်အတူတူရှင်အိတ်နေကြသောညီမနှစ်ယောက်မှတော်တော်နဲ့မအိတ်နိုင်ကြပဲစကားကောင်းနေကြသည်တခိခိလည်းရဲကြသည်ငင်းခုန်ဆွေးနွေးခြင်းလည်းလုပ်ကြသည်တောင်ရောက်မြောက်ရောက်နှင့်ပြောမဝအောင်ဖြစ်နေကြသည်အထူးသဖြင့်မိခင်နဲ့ပတ်သက်၍ဦးဝေနဲ့ထထမှအမြင်တစ်မျိုးစီမြင်ကြကအတော်တဘောကွဲလဲနေကြသည်ဦးဝေသည်ပလက်ထန်လိုက်ကနှစ်ဖူးပေါ်တွင်လက်ချင်းရှက်လျက်စဉ်းစားသလိုငြိမ်ပြီးနောက်စိမ့်နာပါမမရဲ့မေမေကစိမ့်ကိုစိမ့်ပါရဲ့ဟုပြောလိုက်သည်အေးပေါ့နင်းနဲ့ငါနဲ့ကစိမ့်တယ်လို့ပြောရမှာပေါ့နင်းနဲ့ငါနဲ့တွေမဟုတ်ဘူးဖေဖေနဲ့ကိုကိုနဲ့ကြီးတော်ကလည်းမေမေကိုစိမ့်တယ်လို့ပြောကြမှာပဲဒါပေမဲ့မေမေစိမ့်တာမဟုတ်ဘူးဟာမေမေမျက်စာတရားမရှိတာမဟုတ်ဘူးဟာဥပိ္ပခတရားဆိုတာအဲ့လိုမျိုးပဲဖြစ်မယ်လို့ငါထင်တယ်ဘဝသည်ဥပိ္ပခပြုနည်းကိုဆင်ခြင်ကြည့်သည်သူမမီသောဥပိ္ပခတရားကိုမိအောင်နှလုံးသွင်းဆင်ခြင်ရန်မတတ်နိုင်ပေမိအောင်လည်းအားထုတ်လို့မရနိုင်ပေသူမိသောအစိမ့်ကသူမြင်သမျှဝေဖန်ခြင်းဖြစ်သဖြင့်ဥပိ္ပခတရားသည်လက်တွေ့အားဖြင့်တွေးမရအောင်အလံဝေးနေသည်သူတွေးမရသည့်အစုံမိခင်သည်သူ၏အတွေ့ထဲမှလုံးဝပြောက်ကွယ်သွားလေသည်ဘဝသည်အဖြေကိုမရှာနိုင်တိုင်းအကြောင်းအရာတစ်ခုကိုပြောင်းလိုက်သည်မမအိမ်အောင်ပြူတာကိုဒုက္ခကိုရှာတာဆိုဟုတ်လားထထသည်ဝဝေကိုအတော်ကြာညောင်းအောင်မြေတောင်ကလေးကကြည့်လိုက်သည်
အိမ်တော်ကြီးအကြောင်းစကားမရှိဘဲရောက်သွားပုံကိုဝေဝေအားခက်ကြကြကြီးစိုက်ကြည့်စဉ်းစားမိသည်အဲ့ဒါကိုငါနေနားလည်အောင်ဘယ်လိုလုပ်ပြောရမလဲအိမ်တော်ပြူတာကိုဒုက္ခကိုရှာရေးဆိုတာတော့အမှန်ပဲဒီဒုက္ခကိုသိပြီးဒီဒုက္ခကလူကင်းအောင်နေနိုင်နေဆိုရင်တော့ဘာမှပြောစရာမရှိဘူးဒီဒုက္ခကိုဒုက္ခမှန်တော့သိပြီးလူကင်းအောင်မနေနိုင်ဘူးဆိုရင်တော့အိမ်တော်ပြူလာရဲ့အကျိုးအဖြစ်တွေကိုပေါ့ပေါ့ကလေးတွေးလို့တော့မဖြစ်ဘူးခလူလောကကြီးကိုထိမ့်သိမ်းရတဲ့တာဝန်ကြီးဝေဝေသည်ငြိမ်နေလေသည်တွေးနေလေသည်တထားမှာဝေဝေငြိမ်နေပုံကိုအကဲခတ်လျက်အိမ်တော်ရဲ့ဘက်သို့ဝေဝေတိမ်ညွနေပြီလို့ဟုတွေးနေလေသည်အရွယ်ရောက်လာသူတိုင်းအိမ်တော်၏နေပဲအတွင်းသို့အလိုအလျောက်ရောက်လာတတ်သည်အိမ်တော်ရေးတွင်ချစ်ချင်းမြတ်တာသည့်အကျုံးသွင်းဖြစ်သည်အိမ်တော်တန်တလျှောက်အချစ်တည်မြဲရေးအရေးကြီးသလိုဘဝလုံခြုံရေးလည်းအရေးကြီးပေသည်အိမ်တော်ရေးနှင့်ပတ်သက်၍ထထားသည်ကြုံခဲ့သမျှသိခဲ့သမျှယခုလည်းကြုံစဲတို့ဖြင့်ဝေအားအိမ်တော်ရေးနယ်ပယ်ထဲသို့ဝေအားအိမ်တော်ရေးနယ်ပယ်ထဲသို့တွင်ကြည့်ရန်အားမရစရာခဲရင်သလိုတွေ့နေရပေသည်ဘယ်အချိန်ကအိပ်ပျော်သွားကြသည်လည်းမသိဘယ်အချိန်ရှိနေပြီလည်းမသိဘယ်အချိန်ကအိုဝေထသွားသည်လည်းမသိခြေတော်လည်းမချကြပြတင်းတကားလည်းမပိတ်ကြမြည်လင်နေသည်ထထားသည်တရင်တို့အိမ်မုံစုံမွားဖြင့်အကိုကြည့်တီကြည့်မိလေသည်အပြင်ဘက်မှလှရောင်ကိုပုံတိမုံမွားမြင်ရသည်တစ်ဖက်ကကြီးတော်တဲ့ဟောက်တံမှမောကြီးပန်းကြီးရှိုင်းနေသလိုထင်ရသည်ဒီတံမှတပါတအိမ်လုံးသိမ့်ဆိတ်နေသည်ဝေးမှဝင်းအောင်တန်ကိုတဲကြားနေရသည်တကောင်နဲ့ဟောင်းနေတန်လားတို့မဟုတ်တကောင်ပြီးမှတကောင်ဟောင်းတန်လားခွဲခြားပြီးမရအောင်ပြတ်တောင်းကြားနေရ၏ခဏသည်မျက်လုံးကိုပိတ်လိုက်ကပြန်မိန်နေသည်မိန်တော်လဲအိမ်မပြောအောင်တတိထားမိန်နေသည်ဝေအခန်းထဲသို့ဝင်လာလျင်ကရင်ချင်းရင်ကပြင်းတကားကိုပိတ်ရန်တတိပေးရမည်အိပ်ပျော်နေတော့မူပတ်ကအဝတ်တွေရွှဲပုံမည်ထထားသည်အိမ်ငိုင်နဲ့ဝေးအလာကိုတတိပြုနေစဉ်မလာနိုင်၍နောက်ပေးထားတာကလည်းကြားလိုက်တာဟုစိတ်ထဲကညှဉ်းညူလျက်ကိုယ်တိုင်ထားပိတ်လိုက်ရန်အိယာကထားလိုက်ရသည်မထားခြင်းပဲနှင့်မနှဲခဲထားလိုက်ကရန်တီရန်တိုင်းဖြင့်တကားနာသို့ရှောက်သွားလေသည်ထထားဤမနိုးတနိုးအဖြစ်ကိုဆွဲလှုပ်လိုက်သလိုတကူလုံးတွတ်ခါသွားလေသည်မျက်လုံးများမှာအစမတန်ပြူးကြကြက်သေးကြီးတည်နေလေ၏တကူလုံးသွေးများခဲသွားသလိုမလုံမရှားနိုင်အောင်ဖြစ်နေသေးလျက်တကားရကင်နာသောလက်သာလျင်တဆက်ဆက်တုံနေလေသည်ဦးစောဟန်သည်ဝေဝေ၏လက်ပင်ကိုတိုင်းဖတ်ထားလေသည်တရက်ပင်ကြီးသည်နှစ်ယောက်စလုံးကိုလမ်းမကမမြင်နိုင်အောင်လုံလုံကွယ်ထားပေသည်တစ်ပင်လုံးကွယ်ကမျက်နှာချင်းဆိုင်ရန်လျက်လာရောင်မှသူတို့ဘော်သို့ထိုးဖြာမလင်းနိုင်မင်းတကိုင်းတစ်ခက်အကြားကပျောက်သည့်ပျောက်ကြားတိုးဝင်လျက်ပုံသည့်မုံမွားလေးလင်းနေလေ၏ပြုံးကနေကြည့်လျင်ခက်မောင်မောင်နဲ့၌ဘသူပဲဝါမှန်းမသိနိုင်မဲတရံများစွာမြင်ရကအာယူ၍တေးသေးချာချာကြည့်ရောမှဦးစောဟန်နှင့်ဦးဝေမန်းပုံဖမ်းမြင်ရလာသည်ဦးစောဟန်သည်ကုတ်အင်ကြီးအနက်ဘောင်းမီအရှိအနက်ဝတ်ထားသည်ဝေမှအိယာကထားသွားသည့်အဝတ်အစားနှင့်တွေ့ရသည်အောက်ကထထားကိုမမြင်ကြပေထထားမှာသူတို့ကိုမြင်၍သူတို့မှန်းသိသည်နှင့်တပြိုင်နက်ဆက်လက်ကြည့်လိုစိတ်ကုန်ခန်းကဂရင်နာသို့ပြေးလာလျက်ဂရင်မော်သို့ပြစ်လှည့်လိုက်သည်တသက်တွင်ဒီလောက်ရင်သုံးတာလည်းမကြုံဘူးပေဒီလောက်မောတာမျိုးလည်းမကြုံဘူးပေမျက်စိကိုကြက်ကြက်ဆုံးမိတ်လျက်ရင်သုံးသက်သာလီအောင်မှန်မှန်နှင်းရှူနေရသည်နာနာကက်ခောက်တီထင်ရသောမနီမဝေးကတန်ချောင်းတန်ဖြင့်တနင်္လာရီထိုးသည့်အချိန်ကိုသိရသည်ခရာသည်ဘဲအကြောင်းကစစင်းစားရမှန်းပင်မစွမ်းနိုင်တော့အောင်ဘောင်းနောက်ကောင်းကြီးလျက်နေတော့ပင်ဦးစောဟန်တိုင်းဖတ်ထားသည်ကိုဝေကမော့နေပုံကလေးမြင်နေတော့ပင်မြင်ကွင်းကိုဖယ်ရှား၍မရနိုင်သည့်ကြားထဲမှသူတို့တော့ဖြစ်နေကြပြီဟု၍အစချီစဉ်းစားလိုက်သည်အစချီစဉ်းစားရသည်နှင့်ဦးစောဟန်ပူစိတ်ပေါက်နေပုံမြမနဲ့မတူပုံအနေထိုင်အဆောင်အယောင်ချင်းတမျိုးစီတပုံစီကွဲလွဲပုံစသည်တို့သည်ခေါင်းထဲတွင်တူပြီးသူအလိုလိုဝင်ရောက်လာကတပြိုင်နက်တည်းလေးလုံးဝင်နေကြသဖြင့်ထထား၏အာယုံမှာဟိုအကြောင်းကိုခုံဒီအကြောင်းကိုကူးကဟိုခုံဒီခုံဟိုအသွေးဒီသွေးဖြင့်မနာမနေဖြစ်လျက်အသွေးထဲတွင်ဝဝိအကြောင်းလဲတပါးတည်းရောပေါင်းနေသည်ဝဝိမှာရိုးရိုးအစိမ့်သက်ဒီဘက်တွင်နားမလဲပါမလဲနဲ့အရိုင်စိတ်ပြုတ်စိတ်အေးစသည်တို့ကိုစုံနေအောင်နှစ်ဖက်ရှင်ပြိုင်တွေးခြင်းဖြင့်အုံနောက်မှာပင်ပန်းကျင်တိုင်းပင်ပန်းကစိတ်ရောကိုယ်ရောရှုပ်ထွေးအိုက်မွန်းနေလေဖြင်းချင်းစွာလျှောက်လာနေသောဝိချေတံကိုကြားရသည့်အချိန်တွင်ထထမှာစောစောကလူမဟုတ်တော့ဘဲခေါင်းအေးအေးသွေးအေးအေးနဲ့စဉ်းစားနိုင်သောအချိန်သို့ပြောင်းနေလေသည်အသွေးကိုရက်ကခြေတံကိုနားဆွနေလိုက်သည်
အဘတို့ရောက်လာမှန်းသိတော့အခါကျမှစကနေမျက်လုံးကိုဖွင့်လျက်မျက်နှာပြက်ပြက်ဖြင့်အတိတ်ပဲလေးနက်စွာကြည့်တော့အကြည့်မျိုးကြည့်လေသည်ထထမျက်လုံးစကနေဖွင့်လိုက်၍ဦးဝေးမှာတရေ၆ခံရသူပမာဘလို့မှမသိအကြီးကျယ်လန့်သွားလေသည်နောက်တွင်ထထ၏ဆူရှာသောအကြည့်ထူးခြားသောမျက်လုံးတံကိုမခံနိုင်ကြလိပဲအညှို့ခံနေရသလိုတပူလုံးတစ်ဖြည်းဖြည်းတင်းငယ်သွားသည်အောင်မှတ်ထင်ရကကိုကိုရှိမှန်းပင်အမှန်မရှိနိုင်သည့်အထိကတိလေးလူလူဖြစ်နေလေသည်ထထသည်အိယာမှထားလိုက်ကခြေသွဲလောင်းချလိုက်လျက်ဦးဝေးဟုနှုတ်ကခက်တူတူခေါ်လိုက်သည်ထထအတန်ဖြင့်ကိုင်းလှုပ်လိုက်သလိုပင်အတိဝင်လာပြီးရှက်ရှက်နဲ့ကောင်းငုံငုံလိုက်ကငုံမဲမဲဖြစ်နေလေသည်ထထသည်သူတိတယ်ဟုအပြောရပဲနဲ့အမူအရာကိုကြည့်ပြီးတိတိချင်းဦးဝေးတွေးဆုပ်လို့မသက်ရှက်ကြောက်ချောက်ချားသွားပုံကိုဂယုဏစိတ်လည်းဖြစ်၏အချိန်မတော်ကြီးတကားဖွင့်စင်းပြီးကိုကြောင်ကိုဝက်သွားအတွေ့ခံမုံကိုမကြိုက်တဲ့ဖြင့်မကြိုက်တာကိုအဖြစ်လည်းမသိရဲ့အပြိုဖြစ်မှမိမိကဲ့သို့အမေနဲ့မနေရရှာခဲ့ပဲသူ့ကိုယ်သူထိမ့်သိမ့်လျက်မောင်နှမဖော်မရှိသူတယောက်တည်းနေကအိမ်ရဲ့တာဝန်တွေကိုတဲပိုးထမ်းရွက်လျက်အိမ်နဲ့အချိန်ကုန်နေသည့်သူ့ဘဝကိုလေးစားစွာဖြင့်သူလဲလူသားပဲအချစ်ရှိရမှာပဲဟုဒီအသွေးအမြင်နဲ့အကြီးအငယ်ကိုခွင့်လွှတ်ပြီးတနာခွင့်လွှတ်လိုက်ရသည်ထထသည်မျက်နှာမကောင်းစွာဖြင့်ဦးဝေးလက်ကလေးကိုလှမ်းကိုင်ကညီမရဲ့မရှက်ပါနဲ့လာပါကွယ်ထိုင်ပါဟုပြောပြီးဆွဲခေါ်လေသည်ကျင်နာစွာတသားညင်းညင်းပြောနေသောထထ၏အတန်ဖြင့်ဦးဝေးမှာရှင်ထဲအတန်ငယ်ချမ်းသာရာတက်တာရာရသွားရှာကအမဘီနာကတ်ထိုင်လျက်အရှက်မပြေသလိုခေါင်းမပေါ်ရဲသေးပေဦးစောဟန်နဲ့ချစ်နေရကြပြီလားဦးဝေးသည်ခေါင်းမထောင်မဲခေါင်းကိုရမ်းပြနေသည်ဒါဖြင့်မကြားကြသေးဘူးပေါ့ဦးဝေးကခေါင်းငိတ်လိုက်ပြီးနောက်မျက်နှာကလေးကိုမရဲတရဲပင်လျက်ထထအားအချစ်များစွာဖြင့်ကြည့်လိုက်ကမျက်လုံးတွင်မျက်ရည်များဝဲနေလေသည်ထထမှာဦးဝေး၏မျက်နှာကလေးကိုကြည့်ကဘာမှထက်၍မမီးနိုင်သလောက်ရင်ထဲ၌စို့နေပေသည်မမရဲ့အစကတော့ဘာမှမဖြစ်ပါဘူးရိုးရိုးပဲအမမလာခင်တနေရာမှာသူနဲ့ဦးဝေးသည်ရှေ့သို့မဆက်ပဲနေ၏ထထမှာငြိမ်သက်လျက်ရှိနေကဦးဝေးကိုမြင်ကြည့်နေလေသည်ဦးဝေးသည်ရှေ့ဆက်မပြောဘဲနေတော့လဲရှေ့ဆက်ပြီးတစ်ခုပြီးတစ်ခုမြင်နေဟန်ရှိသည်စပားကိုယ်တော်တွင်စပားများအောက်နေကြောင်းသိရသဖြင့်နောက်ထပ်ဆိုင်လာမည့်စပားတပံထဲမှစပားများကိုယ်တော်ထဲ၌တခန်းနဲ့ရောမသွင်းရန်အချိန်မီပြေးပြောရမည်အချိန်မီပြေးပြောမှဖြစ်မည်ကြောင့်ကြီးတော်သက်ကိုလွှင့်ရန်ကြံစီတော်လဲကြီးတော်သက်မှာဘုန်းကြီးကျောင်းကပြန်မလာနိုင်သဖြင့်ဖခင်နာတွင်မေအေးကိုအဆောင်ထားခဲ့ကကိုယ်တော်ဘက်သို့တုတ်သီးတုတ်ပြထွက်လာခဲ့သည်အချိန်မှာညနေ3 နာရီခန့်ရှိမည်။ဦးဝေအိမ်ကထွက်လာ၍လမ်းကွေ့သို့ချိုးလျင်အလောက်ကအိမ်သို့ပြန်လာသောဦးစောဟန်နှင့်လမ်းကွေ့တွင်သွားတွေ့ကြလေသည်။ဦးစောဟန်မှာလမ်းမပေါ်တွင်မမျော်လင့်မဲ့ဦးဝေနှင့်ပပင်းသွားတွေ့၍အံ့ဩသွားကဦးဝေဥပဖြစ်လို့လဲဆေးရုံကဆရာဝန်စီသွားမလို့လားဟုထိတ်ထိတ်ပြပြရက်မေးလိုက်သည်။ဦးဝေကကိုရောင်တွင်ကိစ္စရှိ၍ထွက်လာကြောင်းရှင်းပြောပြမှဒါဖြစ်လာလေတွားရအောင်ဟုဆိုကအိမ်တို့မပြန်မဲဦးဝေနဲ့အတူကိုရောင်ထဲသို့လိုက်လာသည်ဦးဝေမှာလူမြင်သူမြင်ရှင်သွဲလျက်တွားရမည်ကိုရွံ့ဖြင့်နေပါစေမလိုက်ပါနဲ့ဦးဝေတွားပါမယ်ဟုပြောမိသေးသည်ဦးစောဟန်မှာဘာကြောင့်မလိုက်ခိုင်းသည်ကိုရိပ်မိပုံမရှိဘဲလိုက်လာလေသည်ကိုရောင်တို့တွားရတလန်းလုံးဦးစောဟန်သာစကားပြောလာသည်ဦးဝေသည်အတူရှင်တွားနေရသည်ကိုရှက်ရှက်ဖြင့်တုတ်ချီတင်ကရှောက်လာနေကစကားမပြောနိုင်ဦးဝေကိုမျက်စိရဲ့မှာကလေးလိုပဲမြင်တယ်။ဦးဝေလုံနေရဲ့အလုပ်တွေကဦးဝေနဲ့လိုက်ကိုမလိုက်ဘူး။ဦးဝေဘဝကိုကိုတနာရဲ့တိလား။ဘာမဆိုအကူညီလိုရင်ပြောနော်။တက်နိုင်သမျှကူညီမယ်။ဦးဝေဒီကိုရောင်ရောက်လာသည့်အထိစကားပြန်မပြောမိပဲလူမြင်မှာစိုးသည့်စိတ်ပဲမှော်နေလေသည်။စပားကိုရောင်ရောက်မှပဲလူသူပါ၍စိတ်သက်သာရာရသွားမိသည်။ကိုရောင်ဆောက်ကိုညိုတို့လင်မယားနေသောတဲကလေးတဲသို့ဝင်သွားကအကျိုးအကြောင်းသွားပြောနေခိုက်ဦးစောဟန်မှာစပယ်ကြီးကိုပတ်ချလဲ၍ကြည့်ရှုနေသည်။ဘိုးရီသည်တဲထဲတွင်ကိုညိုကိုမတွေ့ပဲကိုညို၏မယားမညို့ကိုသာတွေ့ရသည်။နေ့လည်ကကိုညိုလာ၍အင်းနန်စီကုမ္ပဏီကြောင့်ပြောသည်ဖြင့်ဝေထုတ်ပေးလိုက်ရာယခုထပ်တိုင်းဈေးရမလာသေးသည်ကိုတွေ့ရှိရသည်။ဘိုးရီကမညို့အားညနေစပားတပံဆိုင်လျင်ရောက်သည့်အခန်းထဲမှစပားများကိုတစ်ဖက်ခန်းသို့ပြောင်းလိုက်ပြီးမှထင်ရန်မှာကြားခဲ့ကတဲတွင်မှထွက်လာသည်။အပြင်တွင်ဦးစောဟန်ကိုမမြင်၍ဘယ်များသွားတာပါလဲဟုတိုက်ကြည့်မှစပယ်ကြီး၏ပြောက်ပွဲရှိကိုကိုပင်ကြီးအောက်၌ရက်ကမြစ်ဘက်သို့နီးမျောနေသောဦးစောဟန်ကိုတွေ့ရသည်။ဘိုးရီသည်အနားသို့ရောက်သွားလေသည်။ဦးစောဟန်နှင့်မနီးမဝေးတွင်ရက်ကမြစ်ဘက်သို့မျှော်ကြည့်လိုက်သည်။တိတ်လေတိုက်တာပဲ။ထ
ဒီရဲတွင်လွှင့်နေသည့်ထမိန်စားကိုဆွဲလျက်အသားနှင့်ပြန်ကန်ရင်ပြောလိုက်မိသည်လေမှာအရန်တိုက်နေ၏ဦးစောဟန်မှာလေထဲတွင်တလွင်လွင်ရှိသောဝေးနဘူးဘောကစရင်ကလေးတွေကိုဆိုင်ငေးလျက်ဒီကလေကောင်းလေတန်းရရဲ့ဝေးခဏနေကြအောင်စို့ဟုဆိုသည်ခဏနေကြသည့်အခိုက်ဦးစောဟန်သည်ရီဝေသောမျိုးလုံးများဖြင့်ဝေးကိုသာကြည့်နေလေသည်ဝေးသည်မမြင်တဟန်ပြုတ်ပြက်မြင့်ရည်ပင်ကိုမြည်ကြည့်နေသည်ပြနေကြသည့်နေရာသည်တိတ်ဆိတ်၍နေသည်ဘယ်သူမှစကားမပြောကြဦးစောဟန်မှာဝေးကိုတစိမ့်စိမ့်ကြည့်လျက်စိတ်ထဲတွင်ဘလို့ဖြစ်နေသည်ကိုအပြင်သို့မရောက်အောင်မြို့သိပ်ထားရလေသည်ပြန်မယ်နော်ဟုဝေကဆိုရာဦးစောဟန်သည်ခေါင်းကိုညှိလျက်မြို့သိပ်ရ၍အခြေအနေပြတ်နေသည့်မျက်နှာဖြင့်ဝေနှင့်အတူရှေ့ရှောက်လာလေသည်လာလန်းတိုင်းမပြန်ကြပေလမ်းသို့ဖြတ်လန်းလိုက်ကစပကြီးတောင်ဘက်ကဖွေ့ပြန်ကြသည်ခဏလေးနဲ့လမ်းမပေါ်သို့ရောက်နိုင်တော့လဲရှေ့တွင်မြောင်းကချားနေသည်ဦးစောဟန်သည်မြောင်းကိုခုန်ကူးလိုက်ကလက်ကိုကန်ပေးနေလေသည်ဦးစောဟန်၏လက်ကိုနှမ်းဆွဲကူရန်ဝေးအဖို့အင်မတန်ခဲရင်သောအဖြစ်သို့ရောက်နေလေသည်မျက်နှာတွင်ရှက်သွေးရောင်ဖြန်းလျက်နှီးမြန်းလာလေသည်ဦးစောဟန်အားမကြည့်ရအောင်ဖြစ်နေသောအမှုရာကလေးသည်ဦးစောဟန်အားမျိုးသိမ့်၍မရနိုင်အောင်ဖြစ်လာစဉ်ဝေကသူ့ဘာသူခုန်ကူးလိုက်၍လက်ကိုတအားဖမ်းယူဆွဲခေါ်လိုက်သည်ဦးစောဟန်မှာဝေ၏လက်ကလေးကိုတော်တော်နဲ့မလွတ်တော့ပေဆုပ်ရတာပင်ထားကမျက်နှာကိုခန့်ညွှန်ကြည့်နေသည်ဝေဒီတကူလုံးဆက်ဆက်သားတုံးနေလျက်လက်ချင်းဆုပ်ထားခြင်းကိုသူ့တကူလုံးဆုပ်ထားတဲ့ကဲ့သို့မလုံနိုင်ကလက်ကိုပြန်မယုံနိုင်ပဲရှိနေသည်အိုဝေချစ်တယ်နော်ထိုစဉ်ကရင်ထဲ၌မောတော်ကြီးဖြစ်ခဲ့တယ်လို့ယခုလည်းပြန်သွေးမိ၍ရင်ထဲ၌မောလာသည်ထထမှာဝေကိုမမေးပါဘူးဟုစိတ်ချုံလျက်မနေနိုင်သဖြင့်ဒီလိုပဲညရင်ဆင်းတွေ့ကြသလားဟုမေးလိုက်မိသည်အားလုံးပဲစိတ်ပါဝင်စားစွာနဲ့အားဆင်ကြရမယ်လို့မျှော်လင့်ပါတယ်။ကျမရဲ့ channel လေးမှာဆိုရင်အခုလိုမျိုးစိတ်ဝင်စားစရာစာအုပ်လေးတွေကိုလက်လှမ်းမိသလောက်တင်ဆက်ပေးတော့မှာဖြစ်လို့ like and subscribe လုပ်ထားကြဖို့အမေပါနဲ့ရှင်။နားဆင်လို့ရဲ့စာအုပ်လေးတွေရှိရင်လည်း comment မှာရေးပေးသွားလို့ရပါတယ်။အားလုံးပဲတာယာအေးချမ်းတဲ့နေ့လေးတစ်နေ့ပိုင်ဆိုင်နိုင်ကြပါစေရှင်။